ဘောကနဲ့ဝယ်တဲ့ခါမှာကိုချီတောင်နဲ့ကွက်တီးကြမဲ့ site ကိုရဖို့ဆိုလို့ရှိရင်ကျွန်တော်တို့ချီတောင်ရဲ့ site တီးကြကိုတည်ထားဖို့လိုရပါတယ်ဒါမှသာဖနက်ဝယ်တဲ့ခါမှာ site မှာပြီးချီတောင်နဲ့ကြက်လွန်တာတွေတာအိတ်ချောင်းနေတာတွေဒါတွေမဖြစ်တော့ဘူးပေါ့နော်ဒီနေ့မှာတော့ကိုချီတောင်ရဲ့ site ကိုအိုင်ဝင်ပဲလွယ်တကူပုံမျိုးတိုင်းနိုင်ရမယ်ဆိုတာကိုပြောပြပြီးသားပါပဲအားလုံးမင်္ဂလာပါ Children Fair အနေပြန်နေကြိုဆိုပါတယ်အခုခေတ်က online ခေတ်ဆိုတော့တော်တော်များများကဖနက်ဝယ်တဲ့ခါမှာ online ပဲမှာရတာများတာပေါ့နော်ဒီမှာဘာပဲခဏလေးရှိရဲဆိုတော့မှာရတဲ့ဖနက်ကကိုချီတောင်နဲ့ကွက်တီမဖြစ်ပဲစိုင်းမတော်တာတွေဖြစ်ပြီးစိတ်ညစ်ရပါတယ်ဒီလိုပြဿနာတွေမဖြစ်အောင်ကိုရဲ့ချီတောင်ကိုစိုင်းသေးချာတိတာကိုလိုအပ်မှဖြစ်ပြီးတော့ချီတောင်စိုင်းကိုဘယ်လိုမျိုးတားရမလဲဆိုတာကိုပြောပြပြပါမယ်ရေဦးစောလိုအပ်တဲ့ပစ္စည်းတွေကတော့စာရဲတရက်ဘောပင်တာမော့ခဲတဲ့ချောင်းနောက်ပြီးတော့စင်တီမီတာယူနစ်ပါလဲ PN ချောင်းတွေပဲဖြစ်ပါတယ်နောက်တော့စီးနေကြခြေစိုးပါဆိုရင်ပိုပြီးကောင်းပါတယ်ဗျဒါဆိုရင်ဘယ်လိုတားရမလဲဆိုတာကိုပြောပြပြပါမယ်ရေစောစီးနေကြခြေစိုးကိုစီးထားလိုက်ပါမယ်ပြီးရင်စာရွက်ကိုနရံနဲ့ကပ်ပြီးထားပြလိုက်ပါဗျနောက်တော့စာရွက်ပုံမှာခြေထောက်ကိုဘူးလိုမျိုးနရံနဲ့ကပ်ပြီးခြေပေါ်ကိုတဲလေးထားပြရပါမယ်ပြီးတော့ပေတံကိုခြေထောက်ထိုင်တဲ့တဲထောင်လာပြီးဘောပင်နဲ့ဖျောက်လေးမြင်လာပြလိုက်ပါဗျအမှတ်သားပေးတဲ့ခါမှာပေတံကိုတဲထားပြီးဖို့လိုအပ်ပါတယ်စောင်းနေလို့မရအောင်เนาะဒါဆိုရင်ခဏမြင်သားထားတဲ့ကွာဝေးကိုပေတံစင်တီမီတာယူနစ်လေးပါတဲ့ဘန်နဲ့သားလိုက်မယ်ဆိုရင်ကျွန်တော်ခြေထောက်ရဲ့ size တိကျကိုသိရမှာပဲဖြစ်ပါတယ် host stop ခဏနေကိုတစ်ခုပြောပြအောင်ဖနက်ဝယ်တဲ့ခါကျတော့အခုတိုင်းထားတဲ့ခြေထောက် size ရဲ့တိကျကိုယူပြီးတော့ဝယ်လို့မရပါဘူးဗျအရင်ဆုံး3.5 cm ဒါမှမဟုတ်1 cm တော့ခွာပြီးတော့ဝယ်ပေးရပါတယ်ဥပမာခြေထောက် size က240 cm ဆိုလို့ရှိရင်ဖနက် size ကို3.5 cm တိုးပြီးတော့245 cm ဆိုတဲ့ size ကိုဝယ်ပေးရပါတယ်ဗျကျွန်တော်တို့ရဲ့ခြေထောက် size ကိုတိကျတည်တာမယ်ဆိုလို့ရှိရင်ဘယ်ဗရန်ကဖနက်မဆိုဖနက်ဝယ်တဲ့ခါမှာ size လွဲတာတွေမဖြစ်တော့ပါဘူးဘာလို့ဖနက်ဗရန်တွေတစ်ခုနဲ့တစ်ခု size ချက်ခြင်းမတူရတာမို့အဓိကဗရန်တွေရဲ့ size ချက်တွေကိုပြတာပြီးပါမယ်ဗျဒါဆိုဖနက်ဝယ်တဲ့ခါမှာ size မတော်တာတွေမဖြစ်ရအောင်အခုပြောပြခဲ့တဲ့ဖနက် size တိုင်းတဲ့နေရာလေးနဲ့အိမ်မှာလွယ်တကူတိုင်းကြည့်လို့ရပါတယ်ဗျအခုကြည့်နေတဲ့မိတ်ဆွေတွေအနေနဲ့ဖနက်ဝယ်တဲ့ခါတခြားကြုံတွေ့ရတဲ့ခက်ခဲလေးတွေကိုအောက်က comment လေးမှာဆွေးနွေးပေးခဲ့ကြပါဦးနော်အားလုံးပဲ like and follow လေးလောက်တာပြီးနောက်ဗီဒီယိုမှာပြန်တွေ့ကြပါမယ်